နှစ်30အရင်လိုအရင်တုန်းကလိုမိမွေတိုင်းဖမွေတိုင်းပါပဲဦးရှင်ကြီးလိုလဲမကြော်ကြားသေးသလိုအဘဘုံမင်းကောင်လိုလဲမအောင်မြင်သေးဘူးနဂရောလောက်မှပေသက်မတောင့်တော့ဘယ်အတိုင်းဝိုင်းကြမှဝင်ဆန့်ဖို့လဲမတွေးတော်ဝင်ပါဘူးအိုချမ်းပဲကလေးတဲ့ကိုဘဝနဲ့ကိုตายရပြီးပိုးလောက်လမ်းတွေလိုပျော်မွေ့နေတတ်တဲ့ကြပြာသမားပါမေရဲ့အညာတရာကြပြာသမားကြီးမို့တချို့တွေရဲ့မကြည်ကြည်တွေအောက်မှာဘိုင်းကောင်းကြောက်ဖိနေထိုင်နေပဲဝီနီးလွတ်ကျင့်နေရတယ်ဘဝမှာဘလို့ဖြစ်လာရမယ်ဆိုတဲ့အတွေးတွေနဲ့စောင့်ကြုံတွေကပြနေမိတဲ့လက်သီးပုံးတွေတကြည်ကြည်မြည်ပြီးပဇောင်းညောင်းအောင်ခဲလာရတဲ့အံတွေလဲတကြည်ကြည်မြည်လာတာပဲဖတ်တင်နေမာနတကွန်ထူပြီးမန်းတက်တိုင်တက်ပြဖို့နေနေတာဘဝကကျမ်းမာရေးလိုအရွယ်နဲ့အမျှချူချာနေတော့ပါပဲဘဝင်မြင့်ကြည်ရအောင်လဲဘဝမမြင့်သေးတော့ပကတ်ထဲနိုဘူးကိုင်းပြီးပလက်အိတ်တဲ့အရွယ်ကနေလောကရန်နဲ့ပလင်းကိုင်းရင်မှောက်လျက်သာအံဘတ်ဆိုတတ်လာတယ်တောင်းပန်ပါတဲ့အမေရဲ့ဘဝကိုမလိမ်မိုးမလိမ်မာဖြစ်တယ်လို့ကြည်ပြင်းမှုတွေကြောင့်ရွာတော်ရှင်နှကွန်းလောက်တောင်အမေအိမ်ကအဲ့မသာကြဘူးမဟုတ်လားတကယ်ဆိုလူမိုက်ကြီးတာခံစားချက်နောက်မလိုက်ပဲအတပြားတွေနောက်တကောက်လိုက်ခဲ့မိဝဲလာမစဲတဲမှာဆွေမျိုးတွေလဲတဖွဲရွာလာနောက်ပြီးမျက်နှာဘေးတွေလဲတပြုံဝေစားလူပြင်းလူညံ့လို့တပုတ်လေလွင့်အာသီးရောင်သမျှတွေကိုနာယိုလာပါသည်အမေရဲ့အထူးတလဲခံပြင်းမနေတော့ပါဘူးအောင်ခြင်း8ပါးမှာမြတ်ဖျားကလက်တုံ့ပြန်ပြခဲ့တာမှမဟုတ်တာဥပိ္ပခာနဲ့သင်္ဘုံချေပေးပြီးမေတ္တာနဲ့သာရင်ထဲကြည်အေးလိုက်ရပါတယ်မဖြစ်ချင်တာတွေဖြစ်လာတဲ့အခါချော်လဲရောထိုင်အစဉ်ပြေသလိုသာမီးစင်ကြည်ကားဖြစ်ချင်တာတွေဖြစ်မလာသေးလို့လဲရိုင်နဲ့နေ